ကဲပဇွန်နဲ့ငရုတ်သီးနဲ့ကြောမယ်စီနေလေးထည့်ရတာပေါ့ဗျာဟုတ်တယ်မလားโอ้ဒီဒီနဲ့စီကြောက်သွားတာလေဒီကျွန်တော်ကတော့ကြက်သွန်ထည့်အောင်ကြက်သွန်ဘာကြောင့်ထည့်ရလဲဆိုတော့ပဇွန်ကနဲတယ်ပွားအောင်ထည့်ဒီတော့ကြက်သွန်ကိုဒီမှာလက်ပေါ်တင်းပြီးတော့လှီးတဲ့စကေးလက်ပေါ်ကိုတင်းပြီးတော့ရှက်တီစဝမှုတွေကိုနဲ့ခုတ်တာအလကားဒီမှာကြည့်လိုက်ဟောလက်ပေါ်မှာတင်းပြီးတော့အောက်မှာစီဘူးနော်အောက်မှာစီဘူးအဲ့ဒီစီဘူးကိုလက်ကအမှတင်းပြီးတော့ရင်ဇွန်မီးတောင်းနဲ့စကေးကိုကြည့်တာစကေးကိုကြည့်တာလိုက်အိုင်ဘဇွန်နော်အောင်တော့လာခဲ့ Oh my god ပဇွန်လေးတော့နည်းနည်းတော့ဒီတက်တော်တော့နည်းနောအောင်လုပ်အောင်လည်းကျွန်တော်နည်းမှုရအောင်လို့နည်းနည်းလေးနီအောင်လုပ်အောင်ဘယ်တော့လာခွန်လဲခွဲအလားရင်းထားမယ်ရေခုံတော့အားကြည့်လို့ကောင်းရင်ဒီပါလေကဲချစ်တာဒီမလားကွယ်တဲမနိုင်ဘူးတဲ့နီးလာပြီမှန်ကတော့ပဇွန်ကကျွန်တော်ကကြောပြီးသွားပြီခုနတော့နော်ကြောပြီးသွားပါပြီဒါပေမဲ့ကျွန်တော်ကတဝက်ကိုမြုပ်သီးမထည့်ပဲနဲ့ကျွန်တော်ဖဲထားဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့တောင်နန်းဆန်โอเคဒီတော့နည်းနည်းလိုသေးတယ်ဗျာနဲနေလို့ထင်ရတယ်ဗျာမီးနဲ့တောက်ပေးလိုက်ဇွန်ကတော့ကြက်ပြီးသားပါမျိုးသီးကလည်းမီးမလို့မျိုးမီးများရင်ကျွမ်းတယ်ဒါကြောင့်ကျွန်တော်မီးကိုသိမထည့်ဘူးကျွတ်သွန်လေးကိုတော့နည်းနည်းလေးကြက်အောင်တော့လုပ်ရမယ်ဒါကြောင့်ကျွတ်သွန်နီးလာပြီကျွန်တော်တစ်ချက်ပြမယ်နော်ကျွန်တော်နီလာအောင်ကျွန်တော်နီလာပြီမီညိုရောင်လေးပေါ့ဗျာနည်းနည်းနီရဲကြီးတော့မဟုတ်ဘူးပေါ့ရန်နီရဲကြီးဆိုရင်ခါတော့သူကနီရဲကြီးသူကကြော့အိတ်ဒီမှာချိုးတာပေါ့အဲ့နေထားလိုက်တော့ပဇွန်လက်ထက်မွေဦးမှာဆိုတော့ရင်ကျွန်တော်ပဇွန်ထည့်မယ်ပေါ့ပဇွန်ထည့်မယ်ဆိုတော့တဝက်ထည့်မယ်ပေါ့နော်တဝက်ထည့်ဟုတ်ပြီတော့ချန်ထားမယ်မြုပ်သီးထည့်ရတဲ့အကြောင်းရင်းကလည်းပွားတာပေါ့ဗျာမှန်တော့ပဇွန်ကြီးပဲကိုကျွန်တော်တို့ကမစားနိုင်ဘူးလေအများကြီးမစားနိုင်ဘူးလေဒါကြောင့်ကျွန်တော်တို့ကပွားအောင်လို့ကျွတ်တုံလေးနဲ့မြုပ်သီးလေးနဲ့ဆိုတော့နည်းနည်းလေးပွားတဲ့သဘောမှရှိတာပေါ့ဗျာတော့ထားလိုက်ပြီတော့ပေါ့မီးနဲ့လေကျွန်တော်မီးနဲ့ထည့်မယ်အများကြီးထည့်ဘူးတို့အများကြီးထည့်ဘူးမီးနဲ့ပဲထည့်မယ်ခဏလေးပါကြက်တော့ပါမယ်
ကျရင်တော့ကျွန်တော် friend တွေကိုတော့ကျွန်တော်ကျွေးချင်တာပေါ့ဗျာကျွေးလို့မရတော့ခက်တာပေါ့ဘယ်တော့လာခေါ်မလဲကွယ်လာရီပြင်ထားမယ်ဒီခုလုံးအားကြည့်လို့ကောင်းနေမိပါတယ်ကဲချစ်ထားရုံမလားကွယ်တဲမမနိုင်မိကိုတွေစွတ်ထွက်နေကဲငရုတ်သီးထည့်မယ်ငရုတ်သီးမထည့်ခင်မှာကျွန်တော်ငရုတ်သီးကြောင်လေးကိုနည်းနည်းလေးကြော့ပြချင်လို့ဒါငရုတ်သီးဒီငရုတ်သီးကဘယ်ရလိုက်လဲဆိုတော့ဒါကျွန်တော်တို့ရွာကလေပြီးတော့ကဲငရုတ်သီးအစ်စ်ပေါ့ဗျာငရုတ်သီးတော့အစ်စ်ကိုသူ့အချောက်လန်းပြီးတော့ရင်တနွေလုံးလှမ်းထားပြီးတော့သူ့ထောင်းထားတဲ့ငရုတ်သီးအစ်စ်ဒါကျွန်တော်တို့ရွာကကျွန်တော်အတော်ကလေကျွန်တော်ထည့်ပေးလိုက်တယ်ငရုတ်သီးအစ်စ်ပြောရရင်တော့ဗျာစိုးကြီးရဲ့အဲ့ဒီတိုင်းမျိုးပေါ့ကဲထည့်ပြီဝမ်းသွားလားဝါတော့ဒါပေမဲ့ကျွန်တော်သတိမလွတ်ဖို့ကျွန်တော်ချဖို့လိုပြီလို့ကျွန်တော်ထင်တယ်အကြောင်းလဲဆိုတော့မျိုးကျုံးနိုင်โอเคပါဒါဆိုတော်တော်ပွားသွားပြီလူကြီးအရင်ကျွန်းသွားလို့ရှိရင်လေခါသွားတယ်ကောင်းမကြိုက်ရင်လေဘိုက်နာတယ် theory တွေကဲဟုတ်ပြီဗျာကျွန်တော်ဒီမီးလေးကိုတော့ကျွန်တော်ရေနွေးဦးလေးတင်လိုက်တာပေါ့ဗျာโอเคအဲ့တော့ချမောင်းရချက်သွားပြီအိုးနဲ့ချက်လိုက်ပြီမီးလာနေတော့ဒါမီးလက်စကြံလို့ကျွန်တော်ကြိုးလိုက်တာပါဟုတ်ကဲ့နောက်နေ့ကျရင်ဒီထက်ကောင်းတဲ့ဗီဒီယိုတွေတင်ပေးပါဦးဒီနေ့တော့ thanks for watching